ဇလန်းဆဆချင်းမှာတော့မျက်လက်ဆရာတယောက်စင်ပေါ်မှာဖြောပြနေပါတယ်ဒါပေမဲ့ပရိသတ်တွေကတယောက်ကမိန်းကလေးကိုတွဲလွှဲဆွဲထားတဲ့ပလတ်စတစ်ကြိုးကြီးကိုမြင်သွားတယ်လို့ပြောလိုက်ပါတယ်မျက်လက်ဆရာလေးမျက်နှာပြတ်သွားပေမဲ့သူကလက်ထောက်စီကဓာမကြီးတစ်လက်ကိုတောင်းပြီးပရိသတ်တွေမြင်နေတဲ့ကြိုးကိုခုတ်ဖြတ်ပြလိုက်ပါတယ်အဲ့ဒီနောက်အဝိစာနဲ့အုပ်လိုက်ပြီးပြန်ဆွဲဖွင့်လိုက်တဲ့အခါမှာတော့ကောင်မလေးကအံ့ဖွယ်ကောင်းတော့အောင်ပျောက်ကွယ်သွားပါတယ်စင်အောက်ကပရိသတ်တွေရဲ့လက်ခုပ်တံတွေတောင်းတောင်းဖြောင်းဖြောင်းထွက်ပေါ်လာပြီးမျက်လက်ဆရာအယိုသေးပေးဖို့ပြင်နေတော့မှာပဲလေးဖြတ်နေတဲ့ကောင်မလေးတယောက်ကသူမကိုပါလမ်းလျှောက်နိုင်အောင်မော်ပညာနဲ့ကုသပေးဖို့အချိန်ချင်းငိုယူတောင်းဆိုလာပါတော့တယ်တကယ်မော်ဆရာမဟုတ်တဲ့အတွက်သူဘယ်လိုရှင်းပြရမှန်းမသိဖြစ်သွားတဲ့ကောင်မလေးရဲ့မိဘတွေကလည်းသူတို့ရဲ့စုဆောင်းထားတဲ့ငွေကြေးတွေအကုန်ပုံပေးပြီးသမီးလေးလမ်းလျှောက်နိုင်ဖို့တောင်းဆိုကြတယ်ဒါပေမဲ့သူဟာမျက်လက်ဆရာတတ်တာဖြစ်ပြီးတကယ်မော်ပညာမှမတတ်တာလေးညှော်လင်းချက်အပြည့်နဲ့ကြည့်နေတဲ့ကောင်မလေးကိုအကြောင်းပြချက်အမျိုးမျိုးပေးပြီးညှင်းဆိုလိုက်ရပါတယ်ဒီအခါမှာတော့ပရိသတ်တွေကမကြေမနက်ဖြစ်လာပြီးသူ့ကိုလိမ့်လေသူကြီးဆိုပြီးဝိုင်းဝန်းလောင်ပြောင်ကြပါတော့တယ်မျက်လက်ဆရာလည်းပရိသတ်တွေရဲ့မောင်းထုတ်မှုကြောင့်စင်ပေါ်ကနေရှက်ရှက်နဲ့ဆင်းပြေးခဲ့ရပါတယ်အခန်းထဲပြန်ရောက်တော့သူ့ကောင်မလေးရောက်လာပြီးသူ့ကိုလက်ထက်ချင်းချောင်းပြောပါတယ်ဒါပေမဲ့မျက်လက်ဆရာကမင်းမရှုပ်တဲ့သူပြီးတစ်ပင်နဲ့အတွက်နဲ့တောအုပ်ကြီးတစ်ခုလုံးကိုအဆုံးရှုံးမခံနိုင်ဘူးဆိုပြီးကောင်မလေးကိုလူကောင်းလေးပါဆိုတဲ့စကားနဲ့ပဲလမ်းခွဲစကားပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလက်ထောက်ဖြစ်သူရောက်လာပြီးတင်းပေါက်ပြင်ကိုကြည့်ဖို့တတိပေးလိုက်တယ်အပြင်မှာတော့အရက်မောင်းကောင်းကောင်းနဲ့လူတန်ကြီးတယောက်ဒေါသတကြီးရှောက်လာနေပါတယ်အကြောင်းကတော့အဲ့ဒီလူတန်ကြီးရဲ့မိန်းမဟာမျက်လက်ဆရာရဲ့ရီးစားတွေကတယောက်ဖြစ်နေလို့ပါပဲသူ့မိန်းမဖောက်ပြန်နေတာကိုတီးသွားတဲ့ယောက်ျားဖြစ်သူကမျက်လက်ဆရာကိုတတ်ဖို့လာနေတာပါကြောက်လန့်တကြားနဲ့မျက်လက်ဆရာဟာစက်ကက်ယုံကလေပူပေါင်းကြီးပေါ်တက်ပြေးပါတော့တယ်လေပူပေါင်းကအပေါ်ကိုတက်သွားပါတယ်လွတ်ပြီးဆိုပြီးဝမ်းတာအားရနဲ့အောက်ကလူတွေကိုနှုတ်ဆက်နေတော့နောက်ကိုလှည့်ကြည့်လိုက်တဲ့ခါမှာတော့အေယာမလေးစင်နာမောင်းကြီးတစ်ခုကသူ့စီကိုဥတီလာနေတာကိုထိတ်လန့်ွယ်ရာမြင်တွေ့လိုက်ရပါတော့တယ်အသက်အန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာမျက်လက်ဆရာကကောင်းကင်ဘုံကိုဆုတောင်းပါတော့တယ်ကျွန်တော်ကိုအသက်ရှင်ခွင့်တစ်ချိန်လောက်ပေးပါနောက်ဆိုရင်လူကောင်းတစ်ယောက်ဖြစ်အောင်နေပါမယ်လို့ခရီးတွေပေးလိုက်ပါတယ်အံ့ဩစရာကောင်းတာကသူစကားပြောလို့အပြီးမှာပဲမုံတိုင်းကြီးကရုတ်တရက်ငြိမ်သက်သွားပြီးလေပူပေါင်းကြီးကိုကောင်းကင်ပေါ်အမြန်ဆုတ်တင်သွားပါတယ်သူပြန်တတိယလာတဲ့အချိန်မှာတော့လုံးဝကိုကွဲပြားခြားနာတဲ့ကဘာတစ်တစ်ခုကိုရောက်နေပါပြီပြောမပြတ်တတ်အောင်လှပလွန်းလာပါတယ်ဒီလတရားတွေကိုမင်းမောနေတော့မှပဲလေပူပေါင်းကြီးကရုတ်တရက်အောက်ကိုပြုတ်ကျသွားပါတယ်ရေစီးတန်တဲ့မြစ်ထဲကိုကျရေတကုံကနေအောက်ကိုထိုးကျသွားပြီးနောက်ဆုံးမှာတော့လှပတဲ့ပန်းကင်းတွေဝင်းရနေတဲ့ငြိမ်သက်တဲ့ရေကလေးတစ်ခုစီရောက်သွားပါတယ်ဒီအချိန်မှာပဲမော်တော်အုပ်လေးတွေကနေအနီရောင်ဝစ်စုံနဲ့လှပတဲ့မိန်းကလေးတစ်ယောက်ထွက်လာပါတယ်မျက်လက်စရာလည်းအရန်ကိုဝမ်းသာသွားတယ်အသက်ရှင်ခွင့်ပေးတဲ့အပြင်ဒီလိုလှပတဲ့ကောင်မလေးနဲ့ပါဖူးစာဆောင်ခွင့်ပေးတဲ့ကောင်းကင်ဘုံကိုကျေးဇူးတင်နေမိတယ်ချက်ချင်းပဲအချစ်ကျွမ်းကျင်သူကြီးစတိုင်ထိုင်ပြီးကောင်မလေးရှိမှပန်းပွင့်လေးတစ်ပွင့်ကိုမျက်လက်ပြပြီးဖန်တီးပေးလိုက်ပါတယ်မိန်းကလေးကအရန်ဝမ်းသာသွားပြီးဘရင်ကြီးရဲ့ဖြာတိတ်တော်ကိုရှင်းပြပါတယ်တနေ့ကျရင်တိုင်းပြည်ရဲ့နာမည်နဲ့တူတဲ့အိုဆက်ဆိုတဲ့မော်ဆရာကြီးရောက်လာလိမ့်မယ်သူကမကောင်းဆိုးဝါးဆုံးမကြီးကိုနှိမ်နှင်းပြီးအိုဆက်တိုင်းပြည်ရဲ့ဘရင်တစ်ဖြစ်လာလိမ့်မယ်တဲ့အိုဆက်လည်းဒီလိုအခွင့်အရေးကောင်းကြီးကိုကြားရောသူဟာအဲ့ဒီမော်ဆရာကြီးပါဆိုပြီးချက်ချင်းပဲဝန်ခံလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမကောင်းဆိုးဝါးဆုံးမကြီးလွတ်လိုက်တဲ့မိစ္ဆာမြောက်ပြန်ကြီးတွေရောက်လာပါတယ်ဘာတွေဖြစ်နေမှန်းတေချာမသိသေးတဲ့အိုဆက်နဲ့နီနီတို့လည်းအမြန်ထွက်ပြေးပြီးလှုပ်ဝက်ကူတစ်ခုတည်းကိုပုံနေလိုက်ရတဲ့မြောက်ပြန်ကြီးတွေကကူအပေါ်ထိလိုက်လာတဲ့အခါအိုဆက်ကသူ့ရဲ့မျက်လက်ပစ္စည်းကိုတုံးပြီးချိုးငက်လေးတစ်ကောင်ဖန်တီးကမြောက်ပြန်ကြီးတွေကိုအာယုံလွှဲအဝေးကိုထွက်သွားစေခဲ့ပါတယ်ဒါကိုမြင်သွားတဲ့အပြစ်ကင်းစင်တဲ့နီနီလေးကတော့အိုဆက်ဟာတိုင်းပြည်ကိုကယ်တင်မဲ့သူရဲ့ကောင်းကြီးဆိုတာလုံးဝယုံကြည်သွားပြီးသူ့ကိုကိုးကွယ်တယ်လို့အထင်ကြီးသွားပါတော့တယ်မိမရှုပ်တဲ့အိုဆက်ကလည်းဒီအခွင့်အရေးကိုလက်လွတ်မခံပဲသူ့ဖွားပေးခဲ့တဲ့ဂီတတစ်တာလေးကိုနီနီကိုလက်ဆောင်ပေးလိုက်ပါတယ်နီနီလေးလည်းအရန်ကိုကြည်နူးသွားပြီးဂီတတန်စင်လေးနဲ့အတူသူတို့နှစ်ယောက်အချစ်ကတွေကကြပါတော့တယ်နီနီလေးခမများအချစ်စိတ်တွေလွှမ်းမိုးသွားပြီးအိုဆက်ဆိုတဲ့မိမရှုပ်လေးရဲ့ထောင်ချောက်ထဲကိုအပီးတိုင်ကျဆင်းသွားခဲ့ပါပြီနောက်တစ်နေ့မနက်မှာတော့နီနီကအိုဆက်ကိုမြတလင်းမြို့တော်စီခေါ်သွားပါတယ်သူတို့နှစ်ယောက်လက်ချင်းချိတ်ပြီးကြည်နူးနေကြတာကိုနေကြပန်းတွေကတော့နေမင်းကြီးကိုမကြည့်တော့ပဲသူတို့နှစ်ယောက်ကိုပဲလှည့်ကြည့်နေကြတဲ့အထိပါပဲလမ်းမှာနွယ်ပင်တွေကိုခုတ်ဖြတ်နေတော့ရုတ်တရက်ကြောက်စရာချင်းသေးကြီးတစ်ကောင်ကသူ့စီကိုခေါ်အုပ်လာပါတယ်ကြောက်လန့်တကြားနဲ့အိုဆက်ကအနီရောင်မီးခိုးပုံးတစ်ခုကိုပြစ်ပေါက်လိုက်တော့ချင်းသေးကြီးလည်းလန့်ပြီးထွက်ပြေးသွားတယ်တကယ်တော့အိုဆက်ကကြောက်လွန်းလို့ရင်ဘက်ထဲကအသေးနှလုံးတွေတောင်ပြုတ်ကျမတက်ဖြစ်သွားတာပါဒါပေမဲ့နီနီရောက်လာတာကိုမြင်တော့ချက်ချင်းပဲရဲရင်နဲ့ဟန်ဖမ်းပြီးတကယ်မော်ဆရာကြီးတယောက်လိုဂါထာတွေရွတ်ပြနေလိုက်ပါတယ်ဒါကိုတစ်ပင်ပေါ်ကမြောက်လေးဖင်လေးကမြင်သွားပြီးအိုဆက်ဟာဗျာဒိတ်တော်တွေကမော်ဆရာကြီးပဲဆိုပြီးသူ့အသက်ကိုကယ်တင်ရှင်ဖြစ်တစ္ဆာခံပါတော့တယ်အိုဆက်ကလည်းညှင်းမနေတော့ပဲမြောက်လေးကိုသူ့ပစ္စည်းတွေတည်ခိုင်းလိုက်ပါတယ်မကြခင်မှာပဲသူတို့အဖွဲ့ဟာအိုဆက်အကြိုက်ဆုံးဖြစ်တဲ့အစိမ်းရောင်တွေဖုံးလွှမ်းနေတဲ့မြတလင်းမြို့တော်ကြီးကိုလှမ်းမြင်လိုက်ရပါတယ်နီနီကတော့ပိုပြီးစိတ်လှုပ်ရှားနေတဲ့အိုဆက်ဘရင်ဖြစ်လာရင်သူကမိဖုရားဖြစ်ရတော့မှကိုဝမ်းတာအားရနဲ့ရှေ့ကနေခုံပေါက်ပြီးပြေးသွားပါတယ်ဒါပေမဲ့အိုဆက်ကတော့စိတ်ပူလာတယ်သူကတကယ်မော်ဆရာမမဟုတ်တာဗျာဒိတ်တော်တွေကလူလဲသူမဟုတ်ဘူးလေဒါကြောင့်နောက်ကလိုက်လာတဲ့မြောက်လေးကိုအမှန်တိုင်းဝန်ခံလိုက်ပါတယ်သူတယောက်တည်းအလိမ်ညာတွေကြားမှာမနေချင်တော့လို့ပါမြောက်လေးလဲကြောင်းတောင်ဖြစ်သွားပေမဲ့တစ္ဆာဆူပြီးသားဖြစ်နေတော့ရုပ်သိမ်းလို့မရတော့ဘူးလေနောက်ဆုံးတော့စကားနားထောင်တဲ့လက်ထောက်တယောက်အနေနဲ့ပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့ပထမဆုံးတာဝန်ကတော့လူတိုင်းကအိုဆက်ကိုတကယ်မော်ဆရာကြီးလို့ယုံကြည်လာအောင်လုပ်ပေးဖို့ပါပဲမြောက်လေးရဲ့အကောင်းဆုံးရှင်းပြပြောဆိုမှုတွေကြောင့်မင်းသမီးနီနီကိုလာကြိုတဲ့စစ်တပ်ကြီးကအိုဆက်ဟာတကယ်မော်ဆရာကြီးဆိုတာယုံကြည်သွားကြတယ်နန်းတော်ထဲရောက်တော့အိုဆက်ကနီနီရဲ့အမဖြစ်သူအီလီယာနဲ့တွေ့ဆုံရပါတယ်ဒီအမကြီးကတော့နီနီတို့အပြစ်ကင်းစင်တဲ့သူမဟုတ်ပဲရင်းချက်သူဖြစ်ပြီးအိုဆက်ကိုတကယ်မော်ဆရာကြီးလို့မယုံကြည်ပါဘူးဒါကြောင့်စမ်းသက်တဲ့အနေနဲ့အိုဆက်ကိုနန်းတော်ရဲ့ယတနာတိုက်ထဲကိုခေါ်သွားပါတယ်တခါမှဒီလောက်များပြားတဲ့ယတနာတွေကိုမမြင်ဘူးတဲ့အိုဆက်ခန့်များအံ့ဩမြင်သက်သွားတယ်အရင်ကကြေးပြားသုံးပြားလေးရဖို့အတွက်တောင်အကြံဖန်တွေလုပ်ခဲ့ရတဲ့သူကအခုလိုရွှေတင်ကားတွေအဖိုးတန်ယတနာတွေတောင်းလို့ပုံနေတာကိုမြင်တော့ဘယ်လိုလုပ်စိတ်မလှုပ်ရှားပဲနေနိုင်မှမလဲဒါပေမဲ့အီလီယာကရေအေးနဲ့
တ်ပတ်လိုက်ပါတယ်ဒီရတနာတွေကဘရင်ကြီးပိုင်တာရှင်ကအခုဘရင်မဟုတ်သေးဘူးမကောင်းဆိုးဝါးဆုံးမကြီးကိုအနိုင်ယူနိုင်မှဒီရတနာတွေကရှင်အတွက်အစ်စ်မှန်ဖြစ်လာမှလို့ပြောလိုက်တယ်ဒီစကားလဲကြားရောအိုဆက်စိတ်တက်ကြသွားတဲ့ဆုံးမကြီးကိုတွားတက်ရမှာကိုသူကြောက်နေတယ်ဒါပေမဲ့အာနာနဲ့စီးစိမ်တွေရဲ့တွေးဆောင်မှုကြောင့်နောက်ဆုံးမှာတော့ဆုံးမကြီးရဲ့စွမ်းအားတွေအားလုံးရဲ့အရင်မြင့်ဖြစ်တဲ့မော်တုတ်တံကိုဖျက်ဆီးဖို့အမောင်တော်အုပ်စီသွားဖို့ဆုံးဖြတ်လိုက်ပါတယ်လမ်းမှာအိုဆက်နဲ့မြောက်လေးဟာပျက်စီးနေတဲ့ကြွေထဲမျိုးတော်လေးတစ်ခုကိုရောက်သွားတယ်မြို့လေးကအခုလေးတင်ဖျက်ဆီးခံထားရတယ်လို့ပါပဲဝမ်းထဲစရာငိုတန်လေးတစ်ခုကြားလိုက်ရလို့အတန်လာရကိုတွားကြည့်တော့စပွဲခုံလေးတစ်ခုနောက်မှာလှပတဲ့ကြွေပက်ကံလုံးအယုံမလေးတရုတ်ပုံနေတာကိုတွေ့လိုက်ရတယ်ကန်ဆိုးစွာနဲ့ပဲအယုံမလေးရဲ့ခြေထောက်နှစ်ဖက်စလုံးကကျိုးပဲ့နေလို့မလှုပ်ရှားနိုင်တော့ပါဘူးအယုံမလေးရဲ့ငိုတန်ကိုကြားတော့အိုဆက်အရန်ကိုစိတ်မကောင်းဖြစ်သွားတယ်အယုံမလေးရဲ့ခြေထောက်တွေကိုကော်နဲ့တိတိကျကျပြန်ဆက်ပေးရင်ဦးလေးကတကယ်မော်စရာကြီးပါစုံမဆိုးကြီးကိုတတ်ဖို့လာတာပါလို့အပိစကားပြောလိုက်တယ်ခြေထောက်တွေဆက်ပြီးသွားလို့အယုံမလေးကိုတွဲထူပေးလိုက်တဲ့အခါသူမပြန်လန်းရှောင်းနိုင်သွားတာကိုမြင်တော့အိုဆက်လည်းအရန်ကိုဝမ်းသာသွားပါတယ်အိုဆက်ကအယုံမလေးကိုညတလင်းမျိုးတော်ကိုပြန်လွတ်ချင်ပေမဲ့အယုံမလေးကမခွဲနိုင်ဘူးဆိုပြီးသူတို့နဲ့အတူလိုက်ပါတော့တယ်ကြာခင်မှာပဲသူတို့၃ယောက်အမောင်တော်အုပ်ကြီးရဲ့အဆုံကိုရောက်လာတယ်လမ်းဝမှာကြီးကအုပ်ကြီးကမင်းတို့တော့တေးပြီးဆိုပြီးအော်နေကြတယ်ကြွေအယုံမလေးကကြောက်သွားပြီးချီပါဦးဆိုပြီးလက်လေးကမ်းလာတော့အိုဆက်ကညင်ညင်တတလေးပွေ့ချီပြီးသူ့ပခုံးပေါ်တင်ထားလိုက်တယ်နောက်ကမြောက်လေးကပါချီပါဦးဆိုပြီးလက်ကမ်းလာတော့အိုဆက်ကမင်းကတော့နေခဲ့လိုက်ပါတော့ဆိုပြီးညင်းလိုက်ပါတယ်ခီးဆက်လာရင်နောက်ကနေမျက်လုံးတွေလိုက်ကြည့်နေတယ်လို့ခံစားရလို့လှည့်ကြည့်လိုက်ပေမဲ့ဘာမှမတွေ့ရဘူးပတ်ဝန်းကျင်ကတကယ်ကိုခြောက်ချားစရာကောင်းနေတဲ့မြောက်လေးလဲကြောက်လုံးလို့တီးမခံနိုင်တော့ပဲအိုဆက်ကူပေါ်ကိုခုန်တက်ခွာလိုက်ပါတော့တယ်မြောက်ကိုဖယ်ရှားနေတော့ရှေ့ကကြောက်တုံးစားတဲ့ပန်းပွင့်ကြီးတွေရဲ့ရန်ကနေအမြန်ရှောင်တိန်ပြီးထွက်ပြေးရပြန်တယ်နောက်ဆုံးတော့တင်းချိုင်းကုန်းရဲ့အပြင်ဘက်ကိုရောက်လာတယ်။အဲ့ဒီအချိန်မှာပဲမကောင်းဆိုးဝါးဆုံးမကြီးလည်းတင်းချိုင်းတကားဝကိုရောက်လာပြီးတကားဖွင့်ဖို့သူ့လက်ထဲကမော်တုတ်တံကိုဘေးမှာချထားလိုက်တယ်။မော်တုတ်တံကဆုံးမရဲ့စွမ်းအားတွေရဲ့အရင်မြင့်ဆိုတော့အိုဆက်ကအဲ့ဒါကိုအရင်ခိုးယူဖို့ဆုံးဖြတ်လိုက်တယ်။မြောက်လေးကိုဆုံးမကြီးရဲ့အာယုံလဲခိုင်းထားပြီးသူကိုယ်တိုင်ခိုးယူဖို့စူးစမ်းတာအောင်မြင်သွားပါတယ်။ဒါပေမဲ့တုတ်တံကိုဖျက်ဆီးဖို့ပြင်နေတော့ဆုံးမကြီးကသူ့နောက်မှာရုတ်တရက်ပေါ်လာပါတယ်။အိုဆက်လည်းကြောက်လွန်းလို့မြေကြီးပေါ်ခွေချသွားတယ်။အဲ့ဒီအချိန်မှာဆုံးမကြီးကသူ့ရဲ့မျက်နှာဖုံးကိုချုပ်လိုက်တော့မျက်နှာအစ်စ်ကိုမြင်လိုက်ရတယ်။အိုဆက်တယောက်မှင်သက်သွားပါတော့တယ်။ဒီဆုံးမကြီးရဲ့ရုပ်ထွက်ကသူ့ရဲ့ရည်စားဟောင်းနဲ့ချွတ်ဆွတ်တူနေတာကိုအိုဆက်ခမညာကြောက်ရွံ့မှုတွေငွေကြေးနဲ့အာနာမမောမှုတွေအကုန်မေ့သွားပြီးသူရေးစားဟောင်းလေးနဲ့ပဲအတူနေခြင်းစိတ်တွေဖြစ်သွားတယ်။ဆုံးမကြီးကလည်းအိုဆက်ဟာဗျာတိတ်တော်တဲ့ကမော်ဆရာကြီးဆိုတာသိသွားတော့မကြောက်တဲ့အပြင်ဝမ်းတောင်တာနေသေးတယ်။တကယ်တော့သူကမကောင်းဆိုးဝါးဆုံးမကြီးမဟုတ်ပဲဆုံးမကောင်းလေးဖြစ်နေတာပါ။တကယ်မကောင်းဆိုးဝါးဆုံးမကြီးအစ်စ်ကတော့အမဖြစ်သူအီလီယာပါအီလီယာကသာဘရင်ကြီးကိုတက်ပြီးအဖြစ်တွေကိုညီမဖြစ်သူအပေါ်ပုံချခဲ့တာပါ။ဒီအဖြစ်အပျက်တွေအားလုံးကိုအီလီယာကမှန်ပြီးလူတဲ့ကနေအထင်သားမြင်နေရပါတယ်။သူ့ရဲ့အစီအစဉ်တွေပျက်စီးသွားတာကိုမြင်တော့နီနီနဲ့အိုဆက်ရဲ့အခြေရေးကိုတွေးခွဲဖို့ကြံစီပါတော့တယ်။နီနီကလည်းမှန်ပြီးလူတဲ့ကနေအိုဆက်နဲ့ဖြူဖြူတို့အတူရှိနေတာကိုမြင်လိုက်ရတော့ချက်ချင်းပဲစိတ်ခံစားမှုတွေပြိုလဲသွားပါတော့တယ်။ဒီအချိန်ကိုအခွင့်ကောင်းယူပြီးအီလီယာကပန်းတီးစိတ်တစ်လုံးကိုပေးလိုက်ပြီးဒါကိုစားရင်ဝမ်းနည်းမှုတွေအကုန်ပျောက်သွားမယ်လို့လှည့်စားလိုက်တယ်။နီနီလည်းတုတ်ဆိုင်မနေပဲချက်ချင်းစားချလိုက်တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲပို့ပြီးနာကျင်လာပြီးသူ့စိတ်ထဲမှာအိုဆက်အပေါ်အမုန်းတရားတွေပဲကြီးစိုးသွားပါတော့တယ်။အဲ့ဒီနောက်အီလီယာကမြောက်ပြန်တက်ကြီးကိုဆင့်ခေါ်ပြီးအမောင်တော်စီသွားကအိုဆက်တို့ကိုဖမ်းဆီးဖို့အမိန့်ပေးလိုက်တယ်။မင်းသမီးဖြူဖြူကလည်းအနေနဲ့ကြောက်ရောက်နေပြီဆိုတာသိလိုက်ရလို့သူမရဲ့မော်တုတ်တံကိုဝေယံပြီးရန်သူတွေမမြင်ရအောင်အယောင်သွေးစုံတဲ့မြို့ကိုတွေဖန်တီးလိုက်ပေမဲ့တိတ်အလုံးမဖြစ်ပါဘူးသူတို့တွေကြောက်လန့်တကြားထွက်ပြေးကြရင်လမ်းဆုံးကိုရောက်သွားတယ်အောက်မှာက6ကမ်းပါကြီးပါမိစ္ဆာတက်ကြီးကလည်းအနားရောက်လာပြီဖြစ်လို့အရေးပေါ်အခြေအနေမှာမင်းသမီးကသူ့ရဲ့ဝိယုံကိုချုပ်ပြီး6ထဲကိုခုန်ချလိုက်ပါတယ်အိုဆက်လည်းတခြားရွေးချယ်စရာမရှိတော့လို့နောက်ကနေလိုက်ခုန်ချရတော့တာပေါ့မကြခင်မှာပဲမင်းသမီးကရေပူပေါင်းလေးတွေဖန်တီးပြီးသူတို့အားလုံးကိုတင်ဆောင်ကမိစ္ဆာတက်ကြီးရဲ့ရန်ကနေလွတ်မြောက်သွားစေပါတယ်မော်ကာကွယ်တားဆီးတစ်ခုကိုကြော်ဖြက်ကနောက်ဆုံးမှာတော့မင်းသမီးရဲ့ရဲတိုက်ကိုရောက်ရှိသွားပါတယ်ရဲတိုက်ထဲကလူတိုင်းကဗျာဒိတ်တော်လာမော်ဆရာကြီးကိုအလွန်မင်းတောင်းဖြောင်းဖြောင်းကြိုးကြပါတယ်အားလုံးပျော်ရွှင်စွာအောင်ပွဲခံနေကြတော့မှာပဲရုတ်တရက်မော်ကာကွယ်ကိုအမဲရောင်မျိုးကိုတွေလာဝိုင်းရလာပြီးအေယာမမီလုံးကြီးတစ်လုံးဝင်ဆောင်ပါတော့တယ်မီကိုတွေကင်းစင်သွားတဲ့အခါကြောက်စရာကောင်းတဲ့ဆုံးမကြီးတစ်ယောက်ပေါ်လာတယ်သူမကတော့အခြားသူမဟုတ်ပါဘူးအိုဆက်ကိုမုံတီးတဲ့စိတ်တွေနဲ့ပြည့်နေနေတဲ့နီနီပဲဖြစ်ပါတယ်ဒါဟာမျက်လက်ပညာနဲ့မော်ပညာကြားကတိုက်ပွဲတစ်ခုရဲ့အစပါပဲကြောက်စရာဆုံးမကြီးနီနီကအိုဆက်ကိုလူအများရှိမှတကယ်မော်စရာမဟုတ်တဲ့အလိညာသမားကြီးဆိုပြီးဖွင့်ချလိုက်ပါတယ်လူတွေယုံအောင်လို့ဆုံးမကြီးကအိုဆက်ကိုမော်ပညာနဲ့အပြင်းထန်တိုက်ခိုက်ပြလိုက်ပါတယ်မင်းသမီးသာဝင်မကယ်ရင်အိုဆက်တယောက်အသက်ပြောက်သွားနိုင်ပါတယ်အခြေအနေမကောင်းတာကိုမြင်တော့အိုဆက်လည်းပစ္စည်းတွေတင်ပြီးထွက်ပြေးဖို့ပြင်ပါတော့တယ်မင်းသမီးကလာတာပြီးအိုဆက်မှာဒီနေရာကိုကယ်တင်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ယုံကြည်ကြောင်းပြောပါတယ်သူသာထွက်ပြေးသွားရင်ထောင်ပေါင်းများစွာသောပြည်သူတွေဒုက္ခရောက်ကုန်မှာပါဒါပေမဲ့အိုဆက်ကသွားဖို့ပဲဆုံးဖြတ်ထားတယ်ကြွေအယုံမလေးကလည်းသူ့ရဲ့ဆန္ဒလေးပြည့်ဝအောင်ကူညီပေးပါလို့တောင်းဆိုပါတယ်နောက်ဆုံးတော့အိုဆက်လည်းသူဟာတကယ်မော်ဆရာကြီးမဟုတ်ဘူးမော်ပညာလည်းမတတ်ဘူးဆိုတဲ့အမှန်တရားကိုဖွင့်ပြောပြလိုက်ရတယ်အဲ့ဒီနောက်သောမတ်အက်ဒီဆင်ရဲ့အကြောင်းကိုပြောပြပါတယ်ဒီလိုနဲ့မျက်လက်နဲ့မော်ပညာရဲ့အကျိတ်အနယ်ရှင်ပြိုင်မှုကြီးစတင်ပါတော့တယ်သူကမြို့ထဲကအတော်ဆုံးဗိုလ်ချုပ်ကိုခေါ်ပြီးအကြီးမားဆုံးပရိုဂျက်တာဆက်ကြီးတစ်ခုနဲ့အေယာမပုံရိပ်ပြမှန်ချက်ကြီးတွေကိုဖန်တီးခိုင်းပါတယ်နောက်ပြီးတောင်သူလယ်သမား300ကိုခေါ်ပြီးစစ်သားနဲ့တူတဲ့စာချုပ်ရုပ်တွေအများကြီးဖန်တီးခိုင်းတဲ့အပြင်လက်မှုပညာရှင်တွေကိုလည်းလေပူပေါင်းကြီးတစ်ခုကိုလှုပ်ဝက်တိစောက်ခိုင်းပါတယ်အိုဆက်ကအမြင့်တနေရာကနေရက်ပြီးပြည်သူတွေအားလုံးစိတ်တက်ကြွလာအောင်ဟောပြောစည်းရုံးလိုက်ပါတယ်ဒီလိုနဲ့စစ်ပွဲကြီးစတင်ပါပြီးအိုဆက်နဲ့လူပုလေးတွေကမြတ်တလင်းမြို့တော်တဲကိုအောင်မြင်စွာခိုးဝင်သွားကြတယ်မြို့အပြင်ဘက်မှာတော့မင်းသမီးကစောစောစီးစီးနေရာယူထားပြီးမြို့ကိုးတွေကိုတုံးကစာချုပ်ရုပ်တွေကိုလူအစ်စ်တွေလိုထင်အောင်ထင်မှဖြစ်အောင်ဖန်တီးလိုက်တယ်ဒါကြောင့်ဆုံးမကြီးရဲ့မြောက်ပြန်တက်ကြီးဟာအယောင်ပြစာချုပ်ရုပ်တွေကိုလာတိုက်ခိုက်ကြပါတော့တယ်ဆုံးမကြီးအီလီယာမားကိုတီးသွားချိန်မှာတော့နောက်ကျသွားပါပြီးအစိမ့်ငွေတွေကြောင့်မြောက်ပြန်တွေအများကြီးတိတ်ဆုံးကုန်ပြီးအ
ကြီးအကျယ်ထိနာသွားတယ်ဒေါသထွက်နေတဲ့ဆုံးမကြီးကိုမြင်တော့မင်းသမီးကအားလုံးကိုစုတ်ခွာဖို့အမိန့်ပေးလိုက်ပေမဲ့သူမကိုယ်တိုင်ကတော့မြောက်ပြန်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရပါတယ်အီလီယာကလျှက်စီးကြောင်းတွေနဲ့မင်းသမီးကိုဖမ်းချုပ်ထားလိုက်တယ်မင်းသမီးရဲ့မော်တုတ်တန်လေးကလေထဲကနေလွင့်ကျလာပြီးကျွေရုပ်မလေးရှိကိုကျသွားတယ်ဆုံးမကြီးကတုတ်တန်ကိုရှာမတွေ့တာနဲ့မြောက်ပြန်တွေနဲ့အတူထွက်သွားပါတယ်ကျွေရုပ်မလေးလည်းတတိရှိရှိနဲ့မော်တုတ်တန်ကိုကောက်ယူပြီးညတလင်းမျိုးတော်ထဲကိုဝင်သွားပါတယ်ဒီအချိန်မှာမျိုးထဲရောက်နေတဲ့အိုဇက်တို့ကမြေအောက်တပုံလူပူလေးတွေနဲ့ပူးပေါင်းပြီးအစီအစဉ်တွေကိုလှုပ်ဝက်ဆွေးနွေးနေကြပြီးလူတိုင်းကအရေးကြီးတဲ့တာဝန်ကိုစီရှိကြပါတယ်အိုဇက်ကတော့တယောက်တည်းသွားဖို့ဆုံးဖြတ်လိုက်တယ်မင်းသမီးကတော့မြို့လေကွင်းပြင်မှာတန်ကြိုးတွေနဲ့အချီခံထားရတယ်ရဲရင်နဲ့ကျွေရုပ်မလေးကလည်းအသက်အန္တရာယ်ကိုပမာမထားပဲမော်တုတ်တန်ကိုတောပို့ပေးနေပါတယ်ဒါပေမဲ့ပြည်သူတွေမသိတာတခုကသူတို့ရဲ့ကက်တင်ရှင်ကြီးအိုဇက်ကရွှေတင်ကားအိတ်တအိတ်ကိုလေပူပေါင်းနဲ့ခိုးထည့်ပြီးလေပူပေါင်းကြီးနဲ့ကောင်းကင်ပေါ်တက်ပြေးသွားတာကိုပါပဲကောင်းကင်မှာလွင့်မျောသွားတဲ့လေပူပေါင်းကြီးကိုမြင်တော့ပြည်သူတွေအားလုံးယူကျုံမရဖြစ်ပြီးဝမ်းနဲ့ကြေကွဲကုန်ကြတယ်ဒေါသထွက်နေတဲ့ဆုံးမကြီးကလေပူပေါင်းကြီးကိုမီးလုံးနဲ့ပစ်ပေါက်ဖျက်ဆီးလိုက်တော့ရွှေတင်ကားတွေအောက်ကိုပြုတ်ကျလာပါတော့တယ်ဒီမြင်ကွင်းကိုကြည့်ပြီးအားလုံးကဝမ်းနဲ့ကြေကွဲကုန်ကြတယ်မြောက်လေးကသွားကြည့်တဲ့အခါအိုဇက်ရဲ့အုတ်ထုပ်လေးကိုပဲတွေးလိုက်ရလို့အုတ်ထုပ်လေးကိုဖက်ပြီးရှိုက်ကြီးတင်နေငိုပါတော့တယ်လူတိုင်းကအိုဇက်တော့တေးပါပြီလို့ထင်နေကြတာပါဒါပေမဲ့ရုတ်တရက်မြောက်လေးရှိမှအိုဇက်ဖြစ်နေပါတယ်တကယ်တော့ဒါတွေအားလုံးကအိုဇက်ရဲ့ကြိုတင်ကြံစီထားတဲ့အစီအစဉ်တွေပါပဲအခုမှတကယ်ပွဲချမ်းကစတင်တော့မှာပါဆုံးမကြီးနှစ်ယောက်ကမင်းသမီးကိုတတ်ဖို့ပြင်နေတော့ကွင်းပြင်တွေကမိတိုင်တွေအားလုံးရုတ်တရက်ငိမ့်သွားပါတယ်ပြီးတော့ကွင်းပြင်အလယ်မှာအေယာမမီလုံးကြီးတစ်ခုပေါက်ကွဲထွက်လာပြီးအလွန်ကြီးမားလာတဲ့မျက်နှာကြီးတစ်ခုပေါ်လာပါတော့တယ်အဲ့ဒီမျက်နှာကြီးကကြောချမ်းစရာကောင်းတဲ့အတန်ကြီးနဲ့တူရောက်လာပြီးဖြစ်ကြောင်းမြို့သူမြို့သားတွေကိုကြီးညာလိုက်တယ်ဒါကတော့ OZ တီထွင်ထားတဲ့ projector ရဲ့ပုံရိပ်ရောင်အထူးပြုလုပ်ချက်ကြီးပါစစ်သားတွေအားလုံးကမျက်နှာကြီးကိုလက်နက်တွေနဲ့ပစ်ပေါက်ကြပေမဲ့ပုံရိပ်ရောင်ဖြစ်နေတော့အကုန်ဖောက်ထွက်သွားတယ်ဆုံးမကြီးကလည်းမီလုံးနဲ့ပစ်ပေါက်လိုက်တယ်အဲ့ဒီခါမျက်နှာကြီးကပျောက်ကွယ်သွားတယ်ဒါပေမဲ့ဒါတွေအားလုံးက OZ တွက်ချက်ထားတဲ့အတိုင်းပါပဲ OZ ကလူတွေရဲ့ကြောက်ရွံ့တက်တဲ့အားနည်းချက်ကိုကောင်းကောင်းသိပါတယ်မျက်နှာကြီးကပြန်ပေါ်လာပြီးဒီတစ်ခါတော့အရင်ကထက်ပိုကြီးမားနေတယ်ဒီမြင်ကွင်းကဆုံးမကြီးတွေကိုတောင်ကြောက်လန့်သွားစေပါတယ်အေယာမမျက်နှာကြီးရဲ့အစွမ်းတွေကိုကြောက်သွားတဲ့အချိန်လေးကိုအမိရယူပြီး OZ ကသူ့ရဲ့တကယ်အစွမ်းဖြစ်တဲ့ဂျေတာယာအစွမ်းကိုပြတ်တက်လိုက်ပါတယ်မဖြစ်သူနီနီကတမျက်စိကိုစီးပြီးထွက်ပြေးသွားပါတယ်အမဖြစ်သူအီလီယာကတော့ကြောက်လန့်တကြားနဲ့နန်းတော်ထဲပြေးပုံပါတယ်နန်းတော်ထဲမှာတော့မင်းသမီးကအီလီယာကိုတားဆီးထားပါတယ်သူတို့နှစ်ယောက်မော်စွမ်းတွေရှင်ပြိုင်နေတော့မင်းသမီးကအီလီယာရဲ့လက်ဆွဲကိုဆွဲဖြုတ်လိုက်ပါတယ်လက်ဆွဲလေးပျက်စီးသွားတာနဲ့တပြိုင်နက်တည်းဆုံးမကြီးဟာတဖြည်းဖြည်းနဲ့ရုပ်ဆိုးကြီးတန်တဲ့အဖွားကြီးဘဝကိုပြောင်းလဲသွားပါတော့တယ်သူမရဲ့မိစ္ဆာတပ်သားတွေကသူမကိုကဲတင်ခေါ်ဆောင်သွားပါတယ်ဒီလိုနဲ့မကောင်းဆိုးဝါးဆုံးမကြီးနှစ်ယောက်လုံးထွက်ပြေးသွားရတဲ့အတွက်အိုဇက်တိုင်းပြည်လေးဟာအရင်ကလိုပဲငြိမ်းချမ်းသွားပါတော့တယ်နောက်ဆုံးမှာတော့အိုဇက်လည်းတိုင်းပြည်ရဲ့ဘုရင်ဖြစ်လာပြီးချစ်လာစွာသောမင်းသမီးလေးနဲ့အတူပျော်ရွှင်စွာပေါင်းဖက်သွားပါတော့တယ်ဗီဒီယိုလေးဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ